ဟိုနေဖေဗိုင်လကုန်းတော့မယ်မဟုတ်သေးဘူးလေမနေ့ကမှ New Year လောက်လိုက်သလိုပဲရှိသေးတာအခု March တောင်ရောက်တော့မယ်မင်္ဂလာပါတကယ်ချင်းတို့ခင်ဗျားတို့ရောအဲ့ဒီလိုခံစားဘူးလားငယ်ငယ်တုန်းကကျောင်းပိတ်ရက်3လဆိုတာအရန်ကြတယ်လို့ထင်ရပေမဲ့အခုအသက်20ကျော်30ဝန်းကျင်ရောက်လာတော့တစ်နှစ်ဆိုတာမျက်တောင်တစ်ခက်လောက်ပဲရှိတော့တယ်လို့လေမနေ့မိုးလဲနဲ့အလုပ်သွားတယ်ပြန်အိတ်တယ်ခဏနေတော့တနေ့လာနေပြန်ရောက်လာရောအသက်ကြီးလာလေနိုင်လက်တန်တွေကပိုးမြန်းလဲလာလေဖြစ်နေတယ်လို့ပဲနော်တကယ်တော့ကဘာကြီးကမြန်သွားတာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့အုံနောက်ကကျွန်တော်တို့ကိုဂျင်းထဲနေတာပါဘာလို့လဲဆိုတာဒီနေ့ဘဲပေါက်လေးကရှင်းပြပေးပါမယ်ဒီကိစ္စကိုစိတ်ပညာရှင်တွေဥပမာ Stanford University ကပညာရှင်တွေလေ့လာထားကြတာရှိတယ်ဗျသူတို့ကဒါကို memory content hypothesis လို့ခေါ်ကြတယ်ရှင်းအောင်ပြောရရင်ကျွန်တော်တို့ရဲ့အုံနောက်ကအချိန်ကိုနိုင်နဲ့မှတ်တာမဟုတ်ဘူးအဖြစ်အသစ်တွေ new memories တွေနဲ့မှတ်တာပါကလေးဘွားတုန်းကဆိုရင်ဘာမှဆိုအသစ်ဆန်းတွေကြီးပဲပထမဆုံးစပိန်စီတက်တာပထမဆုံးရေကူးတက်တာပထမဆုံးခရီးသွားဘူးတာအရာအားလုံးက first time တွေကြီးပဲလေအဲ့ဒီအချိန်မှာအုံနောက်ကအချက်လက်အသစ်တွေ new neural patterns တွေကိုတရဆက်မှတ်တမ်းတင်ရပါတယ် slow motion video ရိုက်တယ်လို့ပေါ့တစ်စက္ကန့်မှာပုံရိပ်တွေအများကြီးရိုက်ကူးထားတော့ပြန်ကြည့်တဲ့အခါအချိန်ကရှည်နေတယ်လို့ခံစားရတာပေါ့ဒါအပြင်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းရင်းတစ်ခုရှိသေးတယ်ဒါကတော့ proportional theory လို့ခေါ်တဲ့သင်္ချာသဘောတရားပါပဲစဉ်းစားကြည့်နော်ခင်ဗျားအသက်9နှစ်မှာတစ်နှစ်ဆိုတာခင်ဗျားဖြတ်တန်းခဲ့တဲ့ဘဝတစ်ခုလုံးရဲ့20% 20% တောင်ရှိပါတယ်ဒါကြောင့်ကလေးတယောက်တဲ့တစ်နှစ်ဆိုတာအရန်ရှည်ကြတဲ့ခံစားမှုကိုပေးတယ်ဒါပေမဲ့ခင်ဗျားအသက်50ရောက်သွားတဲ့အခါကျတော့တစ်နှစ်ဆိုတာခင်ဗျားဖြတ်တန်းခဲ့တဲ့ဘဝရဲ့2% လေးပဲရှိတော့တာပေါ့မြင်လားကျွန်တော်တို့မှာရှိပြီးသားအတိတ်တွေများလာလေလက်ရှိဖြတ်တန်းနေတဲ့တစ်နှစ်ဆိုတာကတိုးတောင်းလေဖြစ်သွားတာပါဒါကသဘာဝတရားကြီးရဲ့လျှက်ကွက်တစ်ခုပါပဲဒါပေမဲ့အဆိုးဆုံးကတော့ကျွန်တော်တို့အသက်ကြီးလာတဲ့အခါဖြစ်လာတဲ့ routine လုပ်ရိုးစဉ်တွေပါပဲမနေ့၈နာရီထားရုံသွားညနေပြန်လာသမင်းစားဖုံးသုံးအိတ်နေတိုင်းကတိုက်ပုံလိုတွေဖြစ်လာတယ်အုံနောက်ကအရန်ပါနာပါလေဗျာသူကဒီလကငါမနေ့ကလည်းလျှောက်ပြီးသားဒီအလုပ်ကလည်းလုပ်နေကြပဲဆိုပြီးအချက်လက်အသစ်အညီနဲ့မသိတော့ဘူးအထူးသဖြင့်ကျွန်တော်တို့ဖုံးပွက်တဲ့အချိန်ကြီးပေါ့ TikTok လို့ Facebook လို့ဟာတွေကိုတနားရီလောက်ပွက်လိုက်တယ်ဒါပေမဲ့ပြန်မေးကြည့်လိုက်ဘာတွေကြည့်ခဲ့လဲဆိုရင်ဘာမှရေမမှတ်မိဘူးအုံနောက်ကဒါကိုအလွတ်အနေနဲ့တတ်မှတ်လိုက်တာပါကွန်ပျူတာမှာ file တွေ duplicate ဖြစ်နေရင်မသိမ်းပဲကြော်သွားတယ်လို့ပေါ့အုံနောက်ကထူးခြားတဲ့မှန်ဉာဏ်တွေနဲလာတဲ့အခါအချိန်ကာလတစ်ခုလုံးကိုချုပ်ပြီးသိမ်းလိုက်တာပါဒါကြောင့်တလားလုံးဘာမှထွေထူးမလုပ်ဖြစ်ပဲကုံဆုံးလိုက်ရင်ပြန်စဉ်းစားတဲ့အခါတလားကြီးတောင်ကုံသွားပြီလားငါဘာမှမလုပ်လိုက်ရပါလားဆိုပြီးဖြစ်သွားတာပါဒါဆိုရင်ဘယ်လိုလုပ်ကြမလဲအသက်ကြီးလာတိုင်းအချိန်ကြီးမြန်နေတာကိုဒီတိုင်းထိုင်ကြည့်နေရမလားမဟုတ်ပါဘူးကျွန်တော်တို့မှာတိုင်းမရှိပေမဲ့အုံနောက်ကိုပြန်ပြီး hack လုပ်လို့ရတယ်နီးလန့်ရှိပါတယ်အသစ်ဆန်းလုပ်ပါ novelty is the key ခရီးသွားတာဘာသာတစ်ခုအသစ်တင်လာတွေလုပ်လို့ရတယ်ငါကပတ်စံမှမရှိတာဘယ်လိုခရီးသွားမလဲလို့မေးစရာရှိပါတယ်ပတ်စံမလိုပါဘူးတကယ်ချင်းတွေ micro habits လေးတွေကစလို့ရတယ်ဥပမာဒီနေ့သွားတိုက်ရင်ဘဲလက်နဲ့ပြောင်းတိုက်ကြည့်တာမျိုးရုံသွားနေကြလမ်းမဟုတ်ပဲတခြားလမ်းကြားလေးကနေပြောင်းသွားကြည့်တာမျိုးတခါမှမစားဘူးတဲ့ဟင်းတစ်ခွက်ကိုဝယ်စားကြည့်တာမျိုးဒီလိုအပြောင်းလဲလေးတွေလုပ်လိုက်ရင်အုံနောက်ကဒါအစ်စ်ပဲဟေဆိုပြီးပြန်နိုးကြလာပြီးမှတ်တမ်းပြန်တင်ပါလိမ့်မယ်တတိထားမိလားခရီးသွားတဲ့3ရက်ကအိမ်မှာနေတဲ့3ရက်ထက်ပိုကြသလိုခံစားရတာလေအဲ့ဒါအဖြစ်ပြက်တွေများလို့ပါဆိုတော့တကယ်ချင်းတို့စာတန်းထဲမှာပြောထားသလိုပါပဲနှစ်ကုံတာမြန်းတယ်ဆိုတာအချိန်ပြောင်းလဲသွားလို့မဟုတ်ပါဘူးကျွန်တော်တို့ရဲ့မှတ်ဉာဏ်ပြောင်းလဲသွားလို့ပါအသက်ကြီးလာတာကိုတားလို့မရပါနဲ့နေတိုင်းတစ်ခုကိုအထိပ်ပဲရှိအောင်မှတ်မိစရာတွေများအောင်ဖန်တီးလို့ရပါတယ်ဒီတစ်ပတ်မှာခင်ဗျားတို့အရင်ကတခါမှမလုပ်ဖူးတဲ့အရာတစ်ခုခုကိုစမ်းလုပ်ကြည့်ကြမလားဘာလုပ်မလဲဆိုတာ comment မှာပြောပြခဲ့ပါဦးအချိန်လေးကိုအတူတူဆွဲဆန့်ကြတာပေါ့ဒီဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ထားနော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye